အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့အီသီယိုးပီးယားနိုင်ငံရဲ့အကြောင်းကိုပြောပြပေးပါမယ်အီသီယိုးပီးယားနိုင်ငံဟာအာဖရိကတိုက်ရဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိပြီးမြောက်ဘက်တွင်အီရီထရီးယားအရှေ့ဘက်တွင်ဂျီဘူတီနှင့်ဆိုမာလီယာနိုင်ငံတောင်ဘက်မှာတော့ကင်ညာနိုင်ငံရှိပြီးအနောက်ဘက်မှာတော့တောင်ဆူဒန်နှင့်ဆူဒန်နိုင်ငံတို့တည်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်တောင်ကုန်းတောင်တန်းများဖြင့်ဖွဲ့စည်းထားပြီးအပူပိုင်းရာသီဥတုနှင့်သမပိုင်းရာသီတို့ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မိုးရွာသွန်းချိန်အလွန်နည်းပါတဲ့နိုင်ငံတစ်ခုလည်းဖြစ်လို့နေပါသေးတယ်။ဟိုအရင်တစ်ချိန်ကလိုမဟုတ်တော့ပဲယခုချိန်မှာတော့စီးပွားရေးတဖြည်းဖြည်းချင်းတိုးတက်လိုလာတဲ့နိုင်ငံလည်းဖြစ်ပါတယ်။အာဖရိကလူမျိုးလို့ပြောလိုက်ကြရင်အီသီယိုးပီးယားကိုပဲပြေးမြင်တက်ကြတာလည်းထုံးစံလိုဖြစ်နေပါ။အီသီယိုးပီးယားနိုင်ငံကတော့ကမ္ဘာရှိအကျဆုံးနိုင်ငံတစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကတည်းကလူသားများအခြေချနှထိုင်လာခဲ့ကြပြီးဦးဆန်အင်ပါယာရဲ့ဗဟိုချက်မဖြစ်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ဆော်လမွန်မင်းဆက်များကအုပ်စိုးလာခဲ့ပါတယ်။စီးပွားရေးအနေနဲ့ကတော့လက်ဖက်ကော်ဖီဂျုံနဲ့အထက်အလိပ်လုပ်ငန်းတို့ကိုလုပ်ကိုင်ကြပြီးရေနံတဘာဝတွင်းထွက်ပစ္စည်းများဖြစ်ကြတဲ့ရွှေငွေနဲ့တပ်ထုတူးဖော်ရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပါတယ်။ခရီးသွားလာရမှလည်းရှေးဟောင်းအမွေနှစ်နေရာများစွာရှိပြီးနိုင်ငံခြားခရီးသွားလာရေးကိုအဓိကဆွဲဆောင်လျက်ရှိပါတယ်။နိုင်ငံရဲ့ပညာရေးဟာတရိပ်ရိပ်တိုးတက်လာနေပြီးလွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့တဖြည်းဖြည်းချင်းကွာဟမှုကိုရောနည်းလာစေခဲ့ပါပြီ။အာဖရိကသမဂ္ဂရဲ့ပင်မဌာနချုပ်ရှိရာနေရာတစ်ခုဖြစ်ပြီးနိုင်ငံတကာနဲ့လည်းကူးတန်းဆက်ဆံမှုများတဟုန်ထိုးတိုးတက်လျက်ရှိလို့နေပါတယ်။နိုင်ငံရဲ့လူဦးရေဟာတန်တရာ20ရှိပြီးပညာရေးစီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးမှာလည်းဟန်ချက်ညီညီလှုပ်ဆောင်နေတာကိုလည်းတွေ့မြင်ကြရမှာပါ။အီသီယိုးပီးယားမှာအထင်ကရနေရာများစွာရှိပြီးအဲ့ဒီထဲမှာတော့လာလီဘယ်လာအာရှရှန်ဒါနာကဲစားရောင်စုံတွေဖြင့်ဘလူးမေးရေတခွန်ဂွန်ဒါစားတဲ့နေရာများစွာရှိပြီးလာလီဘယ်လာမြို့ကတော့တမိုင်းဝင်မြို့ဟောင်းတစ်ခုဖြစ်ပြီး12ရာစုကတည်ဆောက်ထားတဲ့ဘုရားကျောင်းပေါင်း13ခုရှိလို့နေတဲ့နေရာလည်းဖြစ်ပါတယ်အရှရန်ရှေးဟောင်းမြို့ဟာလည်းအရှရန်အင်ပါယာရဲ့ဗဟိုချက်ဖြစ်ပြီးခရစ်ယာန်များရဲ့အထွတ်အမြတ်ထားရာလည်းဖြစ်ပါတယ်။ရောင်စုံစားလွင်ပြင်လို့လူသိများတဲ့နေရာညကိုတော့ဒါနာကယ်လို့ခေါ်ဆိုကြပြီးတခြားလှပထူးခြားတဲ့နေရာများစွာလည်းရှိလို့နေတာလည်းဖြစ်ပါတယ်